အခုလာနေတဲ့ Valentine skin ကိုဈေးနှုန်းသက်သာဆုံးနဲ့ရအောင်ဘယ်လိုယူအောင်လဲဆိုတာကိုဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။ဒီကပဲ event ရဲ့ကာလကတော့28ရက်ပဲကြာမှာဖြစ်ပြီး Valentine skin ရဖို့အတွက်ဆိုရင် draw 85ကျင်းကနေ80ကျားလှည့်ပေးရပါမယ်။အရင်ဆုံး event စလာတဲ့ရက်မှာတင်ဒီ package တစ်ခုရယ် weekly pack 4 pack ရယ် diamond 400ရယ်ကိုထည့်ပေးရပါမယ်။ Starlight Member ကို diamond 300နဲ့ဝင်မယ်ဆိုရင် rebate အနေနဲ့ free ticket 2ကတ်ရယ် COA 300ရယ်ပြန်ရပါမယ်။ပြီးတော့$10တစ်ချိန်ရယ်$1တစ်ချိန်ရယ်ကို diamond 3ယူပြီး discount နဲ့လှည့်မယ်ဆိုရင် free ticket 9ကတ်ရပါမယ်။နောက်ပြီးဒီတစ်လားတစ်ချိန်ပေါက်ရယ်တစ်ရက်တစ်ချိန်ပေါက်ရယ်ကိုဖောက်ပေးရပါမယ်။နောက်ရက်တွေမှာဒီ weekly plan နဲ့ package ကိုတစ်ပတ်တစ်ချိန်3ပတ်အထိဝယ်သွားပေးရမှာဖြစ်ပြီး$1 discount ကို diamond 3ယူပြီးတစ်ချိန်ရယ် daily ပေါက်တစ်ချိန်ရယ်ကိုနေ့စဉ်ဖောက်သွားပေးရပါမယ်။ပြီးတော့ COA 900ပြည့်တိုင်း$10တစ်ချိန်လှည့်တာကို3ချိန်ပြုလုပ်ပေးရပါမယ်။ဒါဆိုရင်တော့လိုချင်တဲ့ Valentine skin ဒါမှမဟုတ် collector skin ကောင်ရပါပြီ။ဇာတ်ပြည့်စုံတဲ့ကုန်ကြစိတ်အသေးစိတ်ကို STU ရဲ့ Telegram channel မှာတင်ပေးထားပါတယ်။ comment နဲ့ TikTok bio မှာလည်း channel username ကိုထားပေးထားပါတယ်။ diamond တွေကိုဈေးနှုန်းအထူးသက်သာစွာဝယ်ယူခြင်းပဲဖြစ်ဖြစ် game ကောက်တွေရောင်းကျင်တယ်ဝယ်ကျင်တယ်ဆိုရင်လည်း STU ရဲ့ Telegram channel ကိုလာခဲ့လို့ရပါတယ်။